Hello Father John မင်္ဂလာပါ မင်္ဂလာပါဘုရား မေရောစင်တူ3စုနဲ့ပြုလုပ်ထားတယ်ဆိုတာကျွန်တော်တို့ကြားရတာဗောလေအဲ့ဒါနဲ့ပတ်သက်ပြီးမှမေရောတခင်မနဲ့ပတ်သက်ပြီးကိုရောကဘယ်လောက်ထိအားကိုးမှုရှိတယ်လဲပြီးမှဘာသာဝင်များကိုမေရောတခင်မအားကိုးမှုရန်အတွက်အားပေးတဲ့အကြောင်းလေးကိုလည်းကျွန်တော်တို့တွေ့ရတာဗောလေအဲ့ဒါနဲ့ပတ်သက်ပြီးမှဘယ်လိုစိတ်ကူးလဲနဲ့မေရောကိုစောက်ဖို့ဖြစ်ပေါ်လာတယ်လေပြီးမှမေရောကိုနဲ့ပတ်သက်ပြီးမှနာမည်ပေးထားတဲ့အရာလေးလည်းရှိတတ်တယ်အဲ့ဒါဘာနာမည်လေးနဲ့ပတ်သက်ပြီးပေးထားတယ်လေဆိုတဲ့အကြောင်းအရာလေးတွေပေါ့လေဘယ်နေရာမှာမေရောကိုစောက်တယ်လေဆိုတဲ့အရာလေးကိုပြည့်စုံလဲဖြေကြပေးဖို့ပြီးမှ RVN နဲ့ကြည့်နေတဲ့ပရိသတ်ဒီအားလုံးလဲစိတ်ဝင်စားကြမယ်လို့ကျွန်တော်မျှော်လင့်တာပေါ့လေအဲ့ဒါလေးကိုပြောပြပေးဖို့ရန်အတွက်နော်ဖိတ်ခေါ်ခြင်း ဒီလိုပေါ့ဒီဖုံတို့ဒီ satellite Paris စီရင်စွာအနေနဲ့စီရင်စွာပထမ PP ဖြစ်တဲ့ခါမှာအဲ့ဒီမတိုင်ခင် satellite Paris မရှိခင်မှာ Surqua Paris ထဲမှာအရင်နေကြတယ်အဲ့ဒီမှာ Surqua Paris ရဲ့အမွေရရှိတဲ့အရာကတော့ hit time မေရောပွဲချင်းပါရမယ်ဆိုတော့ဖာရာပေါလ်စာကျော်ခိကရေကန်ဒီအဲ့လိုမေရောပွဲချင်းပါရရှိတယ်ဒါပေမဲ့လည်းဒီတတနာအနေနဲ့ satellite Paris တည်ထောင်တဲ့ခါမှာလည်းပဲဒီအမွေကို setting ဖို့ရန်ဒီ Paris Council အနေဖုံကိုအကြံပေးတယ်ပြီးတဲ့နောက်ပိုင်းမှာဒီလိုလေးနဲ့ Paris ရွာတိုင်း Paris ရှိတယ်တနည်းပြီးတနည်းအဲ့ဒီရွာမှာကျင်းပမယ်ဆိုရင်တော့ဘာသာတူရှိတဲ့နေရာရှိတယ်လို့ဘာသာတူနေတဲ့နေရာရှိတယ်လို့ဘာသာတူများတဲ့နေရာလည်းရှိတယ်ဘာသာတူနေတဲ့နေရာတော့ပူပိခါမအခက်ခဲရှိတဲ့ခါမှာဒီ satellite Paris တခုအနေနဲ့ဒီမေရောပွဲချင်းပနိုင်ဖို့ရန်ဆိုတဲ့အတွေ့အခေါ်မျိုးဝင်လာတယ်ပြီးတော့အဲ့လိုဝင်လာတဲ့ခါမှာဒီ2021မီလာပတ်ဝန်းကျင်မှာ Paris မှာရှိတဲ့ဓမ္မဆရာတွေနဲ့ဒီနယ်လဲပြီးတော့ဒီကိုရ Paris ထဲမှာရှိတဲ့ဒီအိုက်ကာရွာရောက်တဲ့ခါမှာအိုက်ကာရွာရဲ့အလားဆုံးနေရာတနေရာဖြစ်တဲ့ဒီအိုက်ကပါတောင်ကိုဒီအလေတွားကြတယ်အဲ့ဒီနေရာကိုတွားကြတဲ့ခါမှာရှုခင်းကတော်တော်လေးထားတယ်ရှုခင်းထားတဲ့အတွက်ကြောင့်အိုက်ကပါတောင်လို့အဲ့ဒီတောင်လေးကိုအင်မတန်မှတာယာတဲ့ခါမှာဒီအဲ့ဒီနေရာမှာဖုံအနေနဲ့မေရောကိုဆောက်ရင်ဖယားဖို့နေရာအဖြစ်တန်မရင်အင်မတန်မှကောင်းမယ်ဆိုပြီးတော့ဒီညော်လေးချက်ကြီးနဲ့စကူရင်ခဲ့တယ်ဒီအရာတွေကိုကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့အတိုင်းပဲဒီကိုပရစ်ထဲမှာရှိတဲ့ဒီဓမ္မဆရာများကောပကများပြီးတော့မိခင်ဖခင်များဒီလိုကြည့်လို့စီမှာဒီလိုမေရောကိုစောက်ချင်တယ်လို့ဒီအကျဉ်းဉာဏ်ပြောပြတဲ့ခါမှာသူတို့အနေနဲ့လက်ခံတော့အဲ့ဒီတဖြည်းဖြည်းနဲ့အဲ့ဒီအကောင့်ထဲစားလုပ်လာတယ်စားလုပ်တဲ့ခါမှာတခါတရံမှာဒီအစာပြုတ်နိုင်ဖို့ရန်အစည်းအဝေးလဲခဏခေါ်တယ်ပြီးတော့ဒီတခါတရံမှာဒီမဖြစ်နိုင်တဲ့အရာကြီးဆိုပြီးတော့နော်ဒီအတွေ့အထဲမှာလဲရှင်းနေပေမဲ့လဲလက်တွေ့ဖြစ်နိုင်ဖို့ရန်အမိမေရောကိုအားကိုးရင်းနဲ့အမိမေရောကနေပြီးတော့သူအတွဲလုပ်ပြီးရဆိုတော့တသမီးတို့ရဲ့စန္ဒကူလိုက်လျောမှာပဲဆိုပြီးတော့
ယုံကြည်ခဲ့တယ်အဲ့လိုလေးနဲ့အစားပိုင်းမှာဆိုရင်ဒီတဲကလေးပုံစံနဲ့မေရိုစင်တူထားဖို့ရနော်ဆာလုခဲ့ကြတယ်နော်ပြီးတော့ဒီအရာကဖယားအတွက်ဆိုတော့မတိတော်ဘူးနော်ဆက်လက်ပြီးကျူးစားရအောင်ဆိုပြီးတော့ဒီနောက်တစ်ဖန်စီမံကိန်းပြန်ဆွဲတယ်ပြန်ဆွဲပြီးတဲ့နောက်ပိုင်းမှာနော်တဖြည်းဖြည်းနဲ့ဒီအလှရှင်တွေလည်းနော်ပေါ်လာတယ်ပြီးတော့အလှလည်းခံတယ်ပြီးတော့တဖြည်းဖြည်းနဲ့ဒီအကောင့်ထဲပေါ်လာတဲ့အခါမှာဒီမေရိုကူနာမည်ကိုပြဖို့ရန်ဒီပဲရစ်မှာရှိတဲ့လူကြီးတွေနဲ့ဆွေးနွေးတယ်ပြီးတော့အဲ့ဒီနာမည်ကိုတဘာဝကိုထင်းထင်းတော့မေရိုကိုဆိုပြီးတော့ဒီအဲ့ဒီအနေအစပေးလာတယ် ဒီမေရော့ကိုစတင်ဖြစ်ပေါ်လာဖို့ငွေကြေးအားဖြင့်လည်းခုကျွန်တော်ပတ်ဝန်းကျင်ကျွန်တော်ရဲ့ data အခြေအနေရအခက်အခဲများရှိမယ်ငွေကြေးရှိသည့်ထားအောင်ဝိလံခေါင်တည်တဲ့နေရာကြီးမှာပေါ့လေတောင်ထိပ်မှာပေါ့နော်အဲ့လိုစောက်ဖြစ်တဲ့အချိန်မှာအခက်အခဲတွေအများရှိမှာပေါ့လေဆိုတော့ဒီအခက်အခဲတွေကိုဘယ်လိုပုံစံနဲ့ဘာသာတူရီနဲ့ဖြည့်ရှင်းခဲ့ကြတယ်လဲဘယ်လိုပုံစံနဲ့အားပေးခဲ့တယ်ဆိုတာလေးကိုလည်းနော်ထပ်မပြောပြပါ အဲ့ဒီမေရိုကိုဖြစ်ဖို့ရန်အတွက်နိုင်ငံရေးမကောင်းတဲ့ကြားထဲကနေရုန်းကန်တယ်ဒီမေရိုအခုမေရိုကိုစီမံကိန်းကအခုနှစ်ဆိုရင်တော့9နှစ်လောက်ရှိတော့ပြီအဲ့ဒီ9နှစ်အတော်တွင်းမှာကိုတိုင်းကိုရဲ့ပဲရစ်စီရင်စုမှာရှိတဲ့သူတွေအနေပထမစစ်အားထက်တန်မှာပဲတခြားသူတွေကဒီဟိုပါဝင်နိုင်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ဒီ2020အတော်တွင်းမှာဆိုရင်ဒီစာအိတ်ကိုမေရိုကိုအတွက်အလူခံစာအိတ်ကို3လတစ်ချိန်ကောက်ခံတယ်ပြီးတော့အဲ့ဒီຢာလေးနဲ့ဟိုဘီလန်မေရီကိုပါတယ်ပြီးတော့ဒီကိုဒီတာမှာထွက်တဲ့အရာကကြောက်ခဲနဲ့ဒီတဲတွေဘိုင်းနိုးချောင်းကိုမိကိုပြီးတော့အဲ့လိုမျိုးနော်ကျူးစားကြတယ်ပြီးတော့ရွာဘေးနားမှာရှိတဲ့သူတွေလူကြီးတွေထားလည်းပဲအကြောင်းကြားတယ်ဒီလိုလေးနဲ့ရှိတဲ့ဟာလေးနဲ့ဒီနှစ်ဆိုရင်ဒီတနှစ်ကိုတဖြည်းဖြည်းနဲ့နော်စီမံကိန်းဆွဲထားတယ်အဲ့လိုလေးနဲ့ရုန်းကန်တယ်ပြီးတော့ဖယားရဲ့ကြီးစိုးတော်ကြောင့်အဲ့လိုမျိုးဒီလုံရင်နဲ့နော်မထင်မှပဲနဲ့ဒီမေရိုစင်တူအလှခံတွေနဲ့ပေါ်လာတယ်ပြီးတော့ကယုနာနေလဲနော်အလှငွေပေးလာတယ်ပြီးတော့နိုင်ငံခြားမှာရှိတဲ့ USA မလေးရှားစင်ကာပူတို့ဖက်ကနေလဲဒီမေရိုကိုဒီပြီးခါနေအထိဒီသူတို့ရအလှငွေနဲ့နော်ကျွန်တော်တို့ဆောက်ချင်းဖြစ်တယ်ဒါကြောင့်ဒီခက်ခဲပြီးမဲ့လဲဖယားကမြင့်မြတ်တဲ့အရာလုံးမယ်ဆိုရင်မမီထားဘူးဆိုတဲ့အရာလဲဘာသာတူတွေကလည်းနော်ခွန်အားအမြဲအောက်များစွာရရှိတယ်မေရိုစင်တူကဒီတခြားအရာထက်လုံနေကြအရာထက်ပိုပြီးတော့ဟိုရှိတဲ့အခါမှာဒီမေရိုစင်တူပြီးသွားပြီမဲ့ကုန်တင်ဖို့ရန်နော်ကားသမားတွေစီချိခတ်တဲ့ခါမှာသူတို့ကငင်းတဲ့သူတွေများတယ်နော်အဲ့လိုမျိုးစစ်ပူပန်မှုတစ်ခုဒီအလူရှင်တွေကလည်းပြီးမြောက်အောင်ဒီအဆဆရာမေရိုစင်တူဖြစ်လာဖို့ရန်ဂုဏ်ကြီးပြီးဒီပြီးသွားတဲ့ຢာကိုဒေတာကိုပြန်လာဖို့ညော်ရင်းနဲ့စစ်ပူပန်မှုတွေမြောက်များစွာလဲတွေ့ကြုံရတယ်နော်
တခါတလေအေးလို့မရဘူးဘာကြောင့်လဲဆိုတော့ဒီခုနပီနဲ့လို့တော့ဒီသူ့ရဲ့တစ်တာနဲ့ဆိုရင်တော့နော်ရှိပီခွဲလောက်ရှိသွားတယ်အဲ့ဒါဟာကြီးကိုဒီဖုံဖုံတို့ဒီတေဖို့ရန်6လလောက်ကြာသွားပြီနော်6လလောက်ကြာသွားပြီဒါပေမဲ့နော်အဲ့ဒီစင်တူတွေကာကြီးဝင်းမှာလိုက်ပူတယ်ပြီးတော့ကားတွေအစင်မပြေလို့နော်ဒီအိုလိုကာစတို့အိမ်မှာပဲပြန်လှည့်ပေးနေရတယ်ဆိုတော့အဲ့လိုလေးနဲ့ခက်ခဲတွေ့ကြုံတယ်ဒါပေမဲ့ဒီဖယားရဲ့ကြီးစိုးတော်ကြောင့်နော်ဘီလာမီတဲ့ကားကြီးရှိလာတော့အဲ့ဒီမှာနော်အပေါ်ဆုံးမှာတင်ပြကြတယ်တင်ပြတဲ့အခါမှာပကုတ်ကိုရောက်တဲ့အခါမှာတော့အခက်ခဲတွေ့ပြန်တယ်ဒီလိုနဲ့ဒီမေရိုစင်တိုကိုကျန်းမာနဲ့ဟာခါကိုရောက်ရှိလာတယ်ဟာခါရောက်လာတဲ့အခါမှာလည်းပဲဒီကယုနာနော်ဝန်ထမ်းတွေကနေနော်စစ်အားထက်တန်စွာနဲ့ဂုဏ်ယူပြီးတယ်ဆိုတော့အဲ့ဒီကနေတစ်စစ်ဟာခါတောင်ရောက်နေပဲနော်ဟာခါရောက်တဲ့အခါမှာတော့ကိုယ့်ရဲ့မေရိုကိုရောက်သွားတယ်လို့ခံစားမိတဲ့အခါမှာအဲ့ဒီနောက်ပိုင်းမှာဆိုရင်တော့ဒီရွာဖက်ကိုနော်တည်သွားကြတယ်နော်သူမေရိုရဲ့နေတဲ့နေရာကိုသူတည်ဆောင်သွားတယ်တည်ဆောင်သွားတဲ့အခါမှာဘာသာတူတွေရဲ့စစ်အားထက်သန်မှုကိုတွေးတဲ့အခါမှာနော်အင်မတန်မှဝန်တာတယ်နော်ဒီသူတို့ကိုလည်းကျေးဇူးတင်တယ်နော်အဲ့ဒါနဲ့မိုးရွာမရှောင်နော်နေပူမရှောင်ပဲနဲ့နော်လူအနေဆိုလေးနဲ့ဒီရှက်တလိုက်ပဲရစ်မှာရှိတဲ့ဘာသာတော်များကနေဒီခိခေဝေများစွာနဲ့ဒီလူအားပေးကြတယ်အဲ့ဒီမှာမြင်လိုက်တဲ့အခါမှာဘာသာတူတွေကိုတွေးလိုက်တဲ့အခါမှာဒီကိုယ့်ရဲ့မိခင်ကိုယ့်ရဲ့အိမ်မှာရောက်သွားတယ်လို့ခံစားတဲ့အခါမှာဒီလီလန်တဲ့မေရိုစင်တူလည်းပဲနော်သူတို့အတွက်တော့လီတယ်လို့မထင်ပဲနဲ့မေရိုမာရီယာကျွန်တော်တို့နဲ့တာသမီတို့နဲ့အတူရှိတယ်ဆိုတော့နော်ဒီအားရှိတဲ့အရာတစ်ခုနဲ့ခွန်အားတွေနဲ့နော်ဖယားကိုမိကိုရင်အဲ့လိုမျိုးနဲ့နော်သူ့ရဲ့ကိုနော်ကိုထင်တလောက်ခင်မလို့ထင်ပေမဲ့နော်ဒီသူတို့ရဲ့လုပ်ပုံလုပ်နေကနော်ဒီစိကထက်တန်စွာနဲ့စီလုံးချင်းနဲ့လို့အဲ့ဒီမှာမေရိုစင်တူကိုလည်းကိုထဲမှာထားနိုင်တယ်ဆိုတော့အဲ့ဒီနေရာမှာကိုယ့်ရဲ့ခံစားချက်ကဘာလဲဆိုရင်ဒီကိုယ့်ရဲ့နော်အတွေးခေါ်တော့နော်တီးတီးလေးပဲဖြစ်တယ်ဒါပေမဲ့ဖယားကတုတ်ပြန်လိုက်တဲ့အရာကနော်ကိုယ့်ရဲ့နော်အတွေးခေါ်လည်းမမြင်နိုင်တော့ဘူးကိုယ့်ရဲ့ဝန်တာပီတိမှုလည်းနော်ဒီစကားနေလဲလုံးဝနော်ဒီမဖော်ပြနိုင်တော့ဘူးဒါပေမဲ့ဒူမေရိုစင်တူရောက်လာတာနဲ့ဒီဝန်တာမျက်ရည်တွေလည်းရှိတယ်ပြီးတော့ဒီအရာတွေရဲ့နောက်အဲ့ဒီမှာဖယားဖူးတော်မဲ့ပုဂ္ဂိုလ်တွေလည်းမြင်ရုံလိုက်တဲ့အခါမှာဒီခက်ခဲကြတဲ့အနေမေရိုဒုစီရောက်တယ်ဆိုတော့နော်ကိုယ့်ရဲ့ခံစားချက်ကနော်ဒီထက်နော်ဆက်လက်ပြီးခါမှနော်လူရဲ့ခုနကိုကျွန်တော်တို့အသုံးပြုပြီးတော့ဖယားကနေကောင်းကြီးပြန်ပြီးမယ်အစတရပြန်ပြီးမယ်ဆိုရက်ဒီခံစားချက်ပေါ်၌တုံ့တက်မိတယ်ဒီ project ကိစ္စတွေမှာတော့ဘုန်းကြီးတွေဆရာနေခုနရရှိတဲ့အရာကအင်မတန်မှကောင်းတယ်ဆက်ကျူးစားပါဆိုရက်ဒီကိုယ့်ရဲ့တကယ်ချင်းဘုန်းကြီးတွေကလည်းနော်အားပေးတယ်ပြီးတော့
အဲ့ဒီမကဘူးနော်အဲ့ဒီလုတ်ဖို့ရန်ကိုယ့်ရဲ့ဇုံမှုအားလည်းပဲနော်ကောင်းတယ်ဆိုတဲ့ပြောတဲ့ခါမှာတော်တော်လေးခုနရှိတဲ့ဒါပြင်ဒီ bishop ပါလဲနော်ကောင်းတယ်ဆိုတဲ့စကားတန်ကြားလိုက်တဲ့ခါမှာတော့ဒီကိုယ့်အနေနဲ့ဒီကိစ္စလုပ်ဖို့ရန်စွတ်စားခြင်းများစွာကိုဒီလုံနိုင်ဖို့သူတို့ဆီကနေသူတို့ရဲ့စကားတခွန်းကြောင့်ခုနများစွာရရှိခဲ့တယ် ဟုတ်ကဲ့ဘာပေါ့ဆူတောင်းတဲ့ချိန်ကြီးရောဒီနိုဗီနာဆူတောင်းတာတော့ဒီ project ကြီးအောင်မြင်ဖို့ရအတွက်ဆိုတော့တိတန့်ရွေချက်တွေရောထားတာရှိသလားအားပေးတာရှိသလားလုပ်ဖို့အတွက် တပည့်တော်အနေနဲ့ဟိုအဲ့ဒီဘာသာတူတွေကိုဒီနိုဗေနာတွေလုပ်ပြကြပါဆိုတာတော့မပြောပြမဲ့စိပရိစိတဲ့အခါတိုင်းဒီမေရောကိုအတွက်စိပရိစိကြဖို့ဆိုပြီးတော့အားပေးတယ်ဘာသာတူတွေကိုအားပေးတယ်အထူးသဖြင့်လာရဲ့ပထမတောက်ကြနေ့တိုင်းမှာဘာသာတူတွေနဲ့နော်တဏီကုနေပါဆူတောင်းလေးရှိတယ်အဲ့ဒီနေရာမှာဒီဘာသာတူတွေအနေပြီးတော့ဖုန်ဒီမေရောကိုကိစ္စအစဉ်ပြေဖို့ရန်အမေရန်ဆူတောင်းပေးနေတယ်ဆိုတာနော်ဖုန်အနေနဲ့ဒီယုံကြည်တယ် ခုနောက်ဆုံးနေဗောလေအာမေရိုစင်တူကြီးရော TNPB အောင်မြင်မြင်နဲ့destination ကိုရောက်သွားပြီဗောလေဆိုတော့နောက်ထပ်လူအပ်တဲ့အရာလေးတွေတော့ရှိလောက်ဆရာလေးတော့ရှိမှာဗောလေဘေးချိန်လောက်မေရိုကိုဖွင့်ပွဲကောင်းကြီးပေးပွဲဆိုတာရောစိတ်ထဲကနဲ့တတ်မှတ်ထားတာရှိသလားပြီးတော့တကယ်လို့ဒီဖွင့်ပွဲမှာဘာသာတူများကိုဘယ်လိုဘာပြောချင်တယ်လဲဖိတ်ချင်တယ်လဲဖိတ်တဲ့အကြောင်းလေးကိုလည်းတစ်ခါလေးပြောပေးစေချင်တာလေ ဒီမှာအဲ့ဒီဖွင့်ပွဲကြတော့ဒီ2026မှာလုပ်ဖို့တော့စီစဉ်တယ်ဒါပေမဲ့ဒီအခြေအနေအမျိုးမျိုးကြောင့်ဒီ2026မှာပြင်ဆင်ပြီးမဲ့လဲနော်မဖြစ်နိုင်တော့ဘူးဒါပေမဲ့2029ထဲမှာတော့ဖွင့်ပွဲလုပ်ဖို့ရဒီဘာသာတူတွေနဲ့နော်အစီအစဉ်တော့ရှိတယ်ပြီးတော့မေရောပွဲအဖိတ်ပွဲမှာလည်းပဲအတိုင်းအတန်းနိုင်ဆုံးနော်ဇုံတွေနော်အထူးဇုံတွေမှာရှိတဲ့ Paris အတီးတီးနော်ဘာသာတူများကိုလည်းပဲပါဝင်နိုင်ဖို့ရန်ရည်ရွယ်တဲ့ကျူဆူတဲ့ပြီးတော့ဒီအဲ့ဒီမေရောကိုရှိတဲ့နေရာလေးကအင်မတန်မှတာယာတယ်ဆူတောင်းတဲ့ခါမှာလဲနော်အယတာရှိစီတဲ့နော်တဘာဝကိုထင်းထင်းတော့မေရောဖြစ်တဲ့အတိုင်းပဲဒီဘေးနားမှာရှုခင်းတွေလည်းအင်မတန်မှတာယာတယ်ဒါကြောင့်ဒီမေရောပွဲတိုင်းမှာလဲဘာသာတူတွေအနည်းအဝေးဘာသာတူတွေပါဝင်ပြကြဖို့လည်းပဲဒီအခုချင်းအခုကလေးကဖိတ်ခေါ်တယ်ပြီးတော့တဘာဝထင်းထင်းတော့မေရောကိုပွဲကျင်းပတဲ့ရည်ရွယ်ကျင်းပချင်းရဲ့ရည်ရွယ်ချက်တွေကလည်းနော်အမိမေရောမာရကဖန်ဆင်းရှင်ကိုဝန်ထဲမှာလေလွယ်ထားတယ်လို့လူသားတို့ရဲ့ယုံကြည်သူတွေရဲ့နော်လိုအပ်ချက်အရာတွေကိုလည်းမေရောကသူ့ရဲ့နှလုံးသားထဲမှာရှိနေတယ်ဆိုတော့ရည်ရွယ်ချက်တွေလည်းနော်ရှိထားတယ်ဒါကြောင့်ဒီမေရောပွဲကျင်းပတဲ့ခါမှာနော်မဖြစ်မနေလာပြကြဖို့နော် Paris ကိုစနေနဲ့ဘာသာတူတွေကိုဖိတ်ခေါ်တယ် သူနေဘေနေဆိုရဟာရေနာမေဆိုရဟာကိုဥမာဗလန်ကနေမီရောပွဲစနဗလန်ကနေပွဲနေမှာကျင်းပတာဗောလေလူမီရောပွဲစလူမီရောပွဲနေမှာကျင်းပတာရှိတယ်အခုအဲ့ဒီတဘာဝပဝန်းကျင်ကိုထင်းထင်းတော့မီရောဆိုရနေတိတန်လေတတ်မှတ်ထားတဲ့ရွေးထားတဲ့နေလေးရောရှိသလားဆိုတော့လေကိုနောက်ဆုံးနေနဲ့နော်
ကျေးဇူးတင်စွာနဲ့ပဲကျွန်တော်နောက်ဆုံးနေမေးချင်တယ် ဒီမှာအဲ့ဒီပွဲလေးကြတော့ဒီ loose mero ပွဲနဲ့အနည်းဆုံးအဲ့ဒီပတ်ဝန်းကျင်မှာပဲအတိတ်တော်ဆုံးလို့နော်ယူဆတယ်။ဘာကြောင့်လဲဆိုတော့ဒီဒေါက်တောင်ရဲ့တဘာဝလည်းအဲ့ဒီချိန်မှာလည်းပူတာရတယ်ဆိုတော့ဒီရက်ကအဲ့လိုမျိုးရက်အတိအကျမပြောနိုင်ပေမဲ့ loose mero ပွဲအနီးနားတစ်ဝက်မှာကျင်းပဖို့ရတော့ဒီဓမ္မဆရာများနဲ့ဒီဖုံဖုံအပါဝင်စစ်ကူရင်တော့ရှိကြတယ် ကျေးဇူးအများကြီးတင်တယ်အဲ့လိုစိတ်ရှိလက်ရှိနဲ့နော်ရှင်းပြပေးတယ်ဖိတ်ခေါ်ပေးတယ်အတွက်လည်းအများကြီးကျေးဇူးတင်တယ်ဆိုတော့ကိုပြောပြချင်ပါတယ် ကျေးဇူးတင်တယ်ကိုတို့